ဈေးကွက်အတွင်းမှာကျပ်3သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မဲ့နောက်ထပ်ဖုန်းတစ်လုံးကတော့ Infinix Smart 9ဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းစတင်မိတ်ဆက်ခဲ့တဲ့အချိန်ကတော့2024ခုနှစ်စက်တင်ဘာ23ရက်နေ့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဈေးကွက်အတွင်းကိုစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီဖုန်းရဲ့ body အရွယ်အစားကတော့အလျား 6.5 နှစ်လက်မအနံ 3.34 လက်မနဲ့အထူကတော့ 3.33 လက်မဖြစ်ပါတယ်။အလေးချိန်အပြင်188 gram ရှိပြီး nano sim card 2 ကတ်ကိုထည့်သွင်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဒီဖုန်းရဲ့ frame နဲ့အနောက်ဘက်ကိုယ်တွေကတော့ plastic ဖြစ်ပါတယ်။သူကရေနဲ့ဖုန်နေတဲ့ဒဏ်ကိုလည်းခံနိုင်ရရှိတယ်လို့ဖော်ပြထားပါတယ်။ display အမျိုးအစားကတော့ IPS LCD display အမျိုးအစားဖြစ်ပါတယ်။ display ရဲ့ကန့်လန့်ချက်အရွယ်အစားကတော့ 6.9 လက်မဖြစ်ပါတယ်။ resolution အနေနဲ့ကတော့920x1600 pixel ဖြစ်ပြီးအချိုးအစားကတော့20:9 ဖြစ်ပါတယ်။ always on display function လည်းပါဝင်မှာဖြစ်ပါတယ်။သူ့ရဲ့ operating system ကတော့ Android 14 Go Edition ဖြစ်ပါတယ်။ဒီဖုန်းရဲ့ chipset ကတော့ MediaTek Helio G81 ဖြစ်ပါတယ်။ CPU ကတော့ octa-core CPU အမျိုးအစားဖြစ်ပါတယ်။ graphic processing unit ကတော့ Mali G52 MC2 ဖြစ်ပါတယ်။ဒီဖုန်းမှာ micro SD card ထည့်သွင်းအသုံးပြုလို့ရတဲ့ slot ပါဝင်ပါတယ်။ဖုန်းရဲ့ internal storage ကတော့ 64GB နဲ့ 128GB ရဲ့လို့နှစ်မျိုးနှစ်စားရွေးချယ်နိုင်မှာဖြစ်ပြီး RAM အနေနဲ့ကတော့ 3GB နဲ့ 4GB ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒီဖုန်းရဲ့ main camera ကတော့ 13 megapixel ဖြစ်ပါတယ်။ LED flash, HDR, panorama အစရှိတဲ့ function တွေကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီဖုန်းရဲ့ main camera နဲ့ video ရိုက်ကူးမယ်ဆိုရင်အမြင့်ဆုံးထားနိုင်တဲ့ setting ကတော့ 1080 pixel 30fps ဖြစ်ပါတယ်။ဒီဖုန်းရဲ့ selfie camera ကတော့ 8 megapixel ဖြစ်ပါတယ်။သူ့မှာကြည်လင်ပြတ်သားတဲ့ speaker ပါဝင်ပြီး 3.5mm audio jack လည်းပါဝင်ပါတယ်။ Wi-Fi, Bluetooth, GPS, FM radio အစရှိတဲ့ယနေ့ခေတ် smartphone တွေရဲ့လိုအပ်ချက်တွေအားလုံးပါဝင်ပါတယ်။ဒီဖုန်းရဲ့ main connection အပေါက်ကတော့ USB Type-C 2.0 ဖြစ်ပါတယ်။ security feature အနေနဲ့ဖုန်းရဲ့ဘေးဘက်မှာ fingerprint ပါဝင်ပါတယ်။တပ်ဆင်ပေးထားတဲ့ battery ကတော့ 5000 mAh battery ဖြစ်ပါတယ်။ထည့်သွင်းပေးထားတဲ့ charger ကတော့ wire charger ဖြစ်ပြီး 10W ဖြစ်ပါတယ်။ရရှိနိုင်တဲ့အရောင်တွေကတော့ black, titanium, green, gold စသဖြင့်အရောင်၄ရောင်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒီဖုန်းကိုဈေးကွက်အတွင်းမှာဝယ်ယူရရှိနိုင်တဲ့ဈေးကတော့ကျပ်ငွေ3,100,000ဝန်းကျင်ဖြစ်ပါတယ်။ကျပ်ငွေ3,000,000ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မဲ့နောက်ထပ်ဖုန်းတစ်လုံးအကြောင်းကိုမနေ့ပြန်ဒီအချိန်မှာပဲစောင့်မျှော်ကြည့်ရှုပါ။